Hello ဒီဗီဒီယိုလေးကရှယ်လီရန်ကုန်ကနေမန္တလေးထိကိုရထားနဲ့သွားမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်။ရန်ကုန်ကနေမနက်6 နာရီစောက်ထွက်ပါတယ်။ဒီရထားကရန်ကုန်ကနေမန္တလေးထိမရောက်ခင်နေပြီးတော့မှတစ်ဆင့်ပြန်ချင်းရပါတယ်။လမ်းတစ်လျှောက်လုံးအရာကုန်ဖွင့်လာဖြစ်တဲ့အတွက်ကြောင့်ပြည့်ရပေါ့နော်။ရှယ်လီအမြင်တော့ရထားကကားထက်ဆိုင်ရင်လူပင်မအရန်တက်တာပါတယ်။ရထားပေါ်မှာနေ့လယ်10 ခွဲ17လောက်ကြာရင်သူတို့လာအောင်နဲ့မုံဒီတို့ချော်ရီတို့သမင်းတို့လောင်းနိုင်ရှိရပေါ့နော်ရှယ်လီကတော့ခောက်ဆွေပြုတ်နဲ့ဒါအင်္ဂါနေယူတာကိတ်တွေဖြစ်ပါတယ်နေ့လယ်7လောက်ကြာရင်နေပြီးတော့ဝင်နေပေါ့နော်အချင်းကြရင်နေပြီးတော့ရထားကိုတစ်ဆင့်ပြန်ချင်းရပါတယ်ဒါတော့ရှယ်လီချင်းခဲ့တဲ့ရထားပဲဖြစ်ပါတယ်အဲ့ပေါ်မှာအသွင်ဖို့လည်းပလက်ပေါက်ပါပါတယ်ဒါကတော့သမင်းစားရဲ့ဆိုဝဲပုံလေးပဲဖြစ်ပါတယ်9 နာရီခွဲဝင်မယ်ပြောတာ9 နာရီခွဲဝင်ခဲ့ပါတယ်ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲ